ကျွန်တော်တို့ဟာရက်ပေါင်းများစွာတူးဆိုပြီးနောက်မြို့ရဲ့ရေဆိုးစနစ်အတွင်းသို့ဖောက်ဝင်နိုင်ခဲ့တယ်ထိုမှတန်ကြာလန်းလျှောက်ပြီးရေဆိုးမြောင်းပေါင်းမှတဆင့်အမြင့်ကျဉ်ဆုံးသောပြင်ပကဘာကိုမြင်တွေ့လိုက်ရပါတယ်ဒါကြောင့်အခန်းဖော်များအာသတင်းကောင်းပြောပြရန်အခန်းသို့အမြန်ဆုံးပြန်လာခဲ့ပြီးအကြောင်းစုံပြောပြကာအခြေအနေကိုဆွေးနွေးတိုင်ပင်ပြီးဒီနပင်ချက်ချင်းထုတ်ပြေးကြဖို့ဆုံးဖြတ်ခဲ့ကြပါတယ်ဒီအချိန်မှာရုတ်တရက်အခန်းတကားဖွင့်တန်တဲ့အတူထောင်ဆောင်များကမက်ကိုတွေ့ကျင်ကြောင်းပြောကတယောက်တည်းခေါ်သွားပါတယ်ဒါကြောင့်ကျွန်တော်တို့မှချက်ချင်းဆိုသလိုထိတ်လန့်သွားခဲ့ပြီးဘာအကြောင်းဖြစ်မလဲဆိုတာကြိုတင်တွေးတော့ရင်ကြံရိပ်ခဲ့ကြပါတယ်ဘာလို့လဲဆိုတော့မဟာထောင်ခန်းထဲကိုနောက်ဆုံးဝင်လာသူဖြစ်ပြီးစိတ်အားထက်သန်မှုကမခိုင်မာပဲထွက်ပြေးဖို့အစီအစီကိုဖွင့်ဟခဲ့ပါကအားလုံးဖန်ဆီးခံရနိုင်တာကြောင့်ဖြစ်ပါတယ်မဟာထောင်မှုနှင့်တယောက်တည်းတွေ့ဆုံကမက်ရဲ့ဇနီးကသူ့ပေါ်ထားတဲ့တရားစွဲဆိုမှုကိုရုပ်သိမ်းလိုက်ပြီးဖြစ်ပြီးသူ့အနေနဲ့မကြခင်မှာထောင်မှလွတ်မြောက်နိုင်တော့မှလို့သတင်းကောင်းကိုပြောပြနေပါတယ်မက်ကဒီသတင်းကိုကြားချင်းတွေဝေနေခဲ့ပြီးအခန်းထဲပြန်ရောက်တော့အားလုံးကသူကိုစိုးရိမ်တကြီးမေးကြပါတယ်မက်ကအကြောင်းစုံကိုပြောပြလိုက်ပြီးနောက်ဆုံးမှာတော့ဒီညထုတ်ပြေးဖို့အစီအစဉ်မှာပါဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်အားလုံးမှာမယုံမကြည်ချစ်နေကြတော့လဲဒီညထုတ်ပြေးဖို့အစီအစဉ်ရှိတာကြောင့်ညရဲ့အမောင်ကိုဆောင်ရင်သူတို့လုပ်ရမယ့်အလုပ်ကိုတာဆက်လုပ်နေခဲ့ပါတယ်ညချိန်ရောက်တော့အားလုံးအစင်သင့်လုပ်ကအပြင်သို့ရောက်ရင်မရိပ်မိစေရန်အတွက်အဝတ်ကောင်းများဝတ်ထားလိုက်ပါတယ်အားလုံးကထွက်ပြေးရမယ့်အချိန်ကိုစောင့်စားရင်းအခန်းရဲ့ပြင်ပခြေအနေကိုမှန်တစ်ချက်နဲ့စောင့်ကြည့်နေခဲ့တယ်ထောင်ဆောင်များစစ်ဆေးချိန်ရောက်တော့အခါအားလုံးကစောင်းအထဲဝင်ရောက်ပြီးအိပ်ပျော်ဟန်ဆောင်ကသူတို့ထွက်သွားတာနဲ့အခြေအနေစစ်ဆေးဖို့တခါဖုံးစီကိုအမြန်သွားကြည့်ပါတယ်ဘေးကင်းနေဆိုတာတေချာတာနဲ့အားလုံးထပ်ပြီးတယောက်ကိုတယောက်အားပေးနေသိမ့်ကြကထွက်ပြေးဖို့စတင်လိုက်ပါတယ်ဒါပေမဲ့နောက်တစ်ချိန်စစ်ဆေးဖို့ကြီးလိုက်တဲ့အခါမြင်ရတဲ့အရာကိုအလွန်ထိတ်လန့်သွားပြီးအခန်းဖော်တွေကိုဟော်ဟစ်တတိပေးလိုက်ပါတယ်ထောင်ဆောင်များပြားကသူတို့စောင့်ကြည့်နေတာကိုသိရှိသွားပြီးချက်ချင်းတတိအချက်ပေးဆက်တန်ကြီးမိလာပြီးသူတို့ရဲ့ထွက်ပြေးရေးစီစဉ်ဟာလည်းအဆုံးသတ်သွားပါတော့တဲ့ထောင်ဆောင်များကအကျဉ်းသားများကိုနေရန်ကိုမျက်နှာမူထားခိုင်းခါရိုက်နှက်စစ်ဆေးနေကြပါတယ်ထိုအချိန်ထောင်မှုရောက်လာခဲ့ပြီးအခန်းအတွင်းကမက်ကိုတီးတန့်ခန်းတစ်ခုကိုပို့ဖို့ညွှန်ကြားလိုက်ပါတယ်မက်ထွက်ခွာသွားနေစဉ်ယော့စ်ကမင်းကတကယ့်ကောင်ကြီးပဲကွာလို့အော်ဟစ်ပြောလိုက်ပါတယ်ဒီကြံအစီအစဉ်ဟာထောင်မှုရော်ပင်ကိုယ်တိုင်ကြိုတင်အကွက်ချစီမံခဲ့တာဖြစ်ပြီးသူ့ရဲ့ငွေကြေးအာဏာတည်မြဲရေးနဲ့ထောင်ဖောက်ခြင်းကိုလက်ရဖမ်းဆီးနိုင်ခဲ့တာကြောင့်ရရှိလာမဲ့ယာရုအာဏာပါဝါကိုမက်မောခြင်းကြောင့်ဖြစ်ပါတယ်